ဖြစ်ခိုးလို့ခေါ်တယ်အဲ့ဒါပဲလုံးလိုက်ပဲလုံးလိုက်ပဲဘောင်းပြတာထားလိုက်လုံးလိုက်ပဲအဲ့ဒါတစ်ဖက်ချိုးရတာချိုးပါတယ်လုံးမြေနောက်ပဲဒီနောက်ဆိုဒီပုံများနောက်မရိုက်မယ်မိဘတို့ဝတ္တရားရှိဒီကနေ့အာမမဒီမှာဦးအောင်းငူလို့ဘောသားမနဲ့ဒီမဲ့မေတာဘောတရားဆိုပါဘောပိုင်းတော့ပါတယ်လေဝေးလေဝေးအဲ့ဒီဘာလို့လဲဟောတော့ကောဆန်ချာလေးတွေဝဲလာအေဝေဝါကအေဝေဝါကနေ对，我把你。ဗီဒီယိုရိုက်ထားတာလို့ဗီဒီယိုရိုက်ထားတာဘယ်လိုပြန်ချနေတယ်ကိုကြီးဘေးတော့ပါလေဘာမလာလဲအချိုးလေးရှိတယ်ဝဲလေးရှိတယ်ကျမနဲ့အဲ့ဒီထုတ်ပါဘာလို့လဲဆိုဆိုင်သွားဖို့ဒါတလားခေါ်လာလို့ဘာလို့တော့ဘာဒီမှာထုတ်လိုက်ဘာလာရှုပ်ဘာလဲဝါမယ်ဒီရပြွေးတယ်ရတဲ့ဝပါဆိုအင်းစင်ပါလူးတကားချီဒီတယ်နော်အဲ့ဒါလိုက်ဖမ်းလို့ရတယ်လုံးစပင်းလက်ထက်